ပုံမြင်လေးနာမည်ကစုပိတေတော်တားပိုက်ကောင်နဲ့တခါကအเจ้าမအရန်ဆိုးတဲ့တားပိုက်ကောင်လေးတစ်ကောင်ရှိတယ်သူဟာဆီယာမတွေရဲ့ထိုင်ကုန်မှာတစိုးတွေတင်ထားတယ်စာသင်ခန်းထဲမှာလည်းစက်ကူပတ်တွေနဲ့လှမ်းပစ်တတ်တယ်တန့်စင်ခန်းထဲမှာတော့ဗျောင်းတွေဖောက်တယ်လို့တကားလက်ကင်မှုတွေကိုလည်းကော်ရီနဲ့လိုက်တုပ်ထားတတ်တယ်မင်းရဲ့အကျင့်စာရိတ္တကတော့ပြုပြင်လို့ကိုမရတော့ဘူးလို့အเจ้าကြီးကဒေါသတကြီးပြောတယ်မိမိဘာတွေကတတ်တရမယ်ဒါမှမင်းကဘလောက်တောင်ပြဿနာရှာရဲဆိုတာသူတို့ကိုတတ်တိုင်ပဲဆိုပြီးအเจ้าကြီးဟာတားပိုက်ကဇနီးမောင်နဲ့အိမ်ကိုတွားရောက်တွေ့ဆုံတာပေါ့သူလည်းအကန်းကထိုင်ကုန်မှာထိုင်လိုက်ရောအမလေးစူးလိုက်တာအเจ้าကြီးကအဲ့လိုអော်လိုက်တယ်ထိုင်ကုန်ပေါ်မှာတစိုးတစောင်းရှိနေရဲ့ဗျဟုတ်တယ်ကျွန်တော်သိရပါလို့ဖခင်ဖြစ်သူတားပိုက်ကောင်ကြီးကပြန်ပြောတယ်ကျွန်တော်ကထိုင်ကုန်ပေါ်တစိုးတင်ထားရတာကိုသဘောကျလို့ဗျအဲ့ဒီချိန်မှာပဲစက်ကူဘက်တစ်ခုကအเจ้าကြီးရဲ့နှာခေါင်းကိုလာမှန်တယ်ခွန်းလို့ပါရှင်းလို့တားပိုက်ကမာကြီးကဆိုရင်ကျမကဒီလိုစက်ကူဘက်တွေနဲ့ပြစ်ဆွဲရတာကိုမနေနိုင်လို့ပါဆိုပြီးပြောတယ်ရုတ်တရက်ဆိုသလိုပဲအိမ်သားတွေကနေဒိုင်းနဲ့အတန်ကြီးထွက်လာတယ်အစေးထားပါလို့တားပိုက်ကောင်ကြီးကအเจ้าကြီးကိုပြောတယ်စစ်တစ်တာထဲမှာထည့်ထားတဲ့ဗျာဝရီပတ်ကွဲသားတာပါကျွန်တော်တို့ကဒီလိုစွစွညံ့ညံ့အတန်မျိုးကိုရမ်းစိတ်တယ်အဲ့ခါเจ้าကြီးလေကြုံလက်လက်နဲ့အရှိတကားကြီးကိုပြေးထွက်ဖို့ကြိုးစားတော့တကားလက်ကင်မှုနဲ့လက်ကကပ်ပါသွားပြန်ရောပြင်းပြင်းလေးဆွဲလိုက်လေးလို့တားပိုက်ကောင်မကြီးကအကြံပေးတယ်ကျမတို့အိမ်ကတကားလက်ကင်မှုအတိုင်းမှာကော်ရီကတုတ်ထားလေးရှိတယ်။ကျောင်းကြီးလည်းအတင်းရုံထွက်ပြီးအိမ်ထဲကနေလမ်းမပေါ်ရအောင်အမြန်ဆုံးပြေးထွက်သွားတော့တာပေါ့။ဘာလို့ဒီလောက်အမြန်ကြီးပြန်သွားတာပါလဲလို့တားပိုက်ကောင်ကြီးကတအော်ရည်ရွတ်တယ်။သူ့မှာတခြားချိန်ထားတာရှိလို့နေမှာပေါ့လို့ဇနီးဖြစ်သူကပြောပြီးကဲထားလိုက်ပါတော့ညစာအစင်သစ်ဖြစ်နေပြီ။စားကြရအောင်ဆိုပြီးတားပိုက်ကောင်မိသားစုဟာပြပပညစာစားကြတယ်။အချို့ပဲတွေစားပြီးတဲ့နောက်မှာတော့သူတို့အားလုံးဟာထမင်းစပွဲပေါ်ကနေတရားကိုတရားဆက်ကူပတ်တွေနဲ့လှမ်းပြေးရင်ပျော်ရွှင်နေကြလေပြီးတော့သတိပေါ့ကွယ်။ပုံမီလေးကပေးတဲ့တင်ငယ်စာခလေးပြရဲ့အပြုတ်မှုတစ်ခုစီတိုင်းကသူတို့မိဘတွေရဲ့လမ်းစဉ်ကိုရောင်မြဟက်နေပါလေ။ဒါကြောင့်သားမိမိတို့လည်းအပြုတ်မှုကျင့်ကောင်းလေးတွေမြှမြူထားရမယ်နော်။ပုံမီလေးကတော့ဒါပါပဲကွယ်။